မိပါလားဘာလဲငပိလာဝဲတာလား မဟုတ်ပါဘူးမက်ကလေးကြီးရဲ့ဒီကောင်ပေါ့သူ့စပိန်မီးသီးကွဲလာလို့တဲ့ ဟောတော့ဒီကလေးဘမသွားပြီးချော်လဲတာတော့ မှောက်လဲတာမဟုတ်ဘူးကြာညိုကခဲနဲ့ထုလိုက်လို့တဲ့ ဟမ်ဒီကလေးတွေဘယ်လိုဖြစ်ကြတာတော့ဟုတ်လို့ ချင်းချစ်ထွေးကိုသွားခေါ်ရင်ဒီကိစ္စချစ်ထွေးသိလိုက်ပဲဟောဟုတ်ကဲ့သမီးသူများစပိန်ကိုဘာဖြစ်လို့ခဲနဲ့သွားထူတာလဲ ဒေါ်လေးဟိုအဲ့ဒါကြာညို့အပြစ်မဟုတ်ပါဘူးဟိုကျွန်တော်ကကြာညို့ကိုစလိုက်လို့သူကစိတ်ဆိုးပြီးခဲနဲ့ထုတ်လိုက်တာ အားတော့နာပါလေမက်ကလေးကြီးရဲ့ကြာညိုကအယော်ပေးမယ်ဆိုလို့ကျမတို့လာခဲ့တာပါကြာညိုကိုမစူပါနဲ့ကျမသားမလိမ်ပါတာပါညံ့ဘိုးမသိဘူးကြည့်ပါလား ချစ်ထွေးလောင်းနင်ကလည်းနည်းနည်းပါးပါမဖြောင်းဖြောက်ဘူးလား ဒီမှာခလေးလိုလိုဘလူးလိုလိုစိတ်နေဆိုတာနင်လဲသိရသားနဲ့နင်ကဝင်မစွဲဘူးဒီတိုင်းလွတ်ထားလား မင်းကလည်းချစ်ထွေးနဲ့ဘာမှမဆိုင်ဘူးအဲ့ကောင်တောင်းညွန့်လေသမီးကိုငပိဆိုပြီး तू ကလိုက်ခေါ်တာအဲ့ကြောင့်မလို့အမြင်ကလို့တမင်တကာကောက်ထုပလိုက် ဟဲ့လူကြီးတွေရှိမှစကားကိုဘယ်လိုပြောနေရလဲစင်စင်ချင်းချင်းပြောလေအားနာပါတယ်မအုံးကြီးရဲ့ကျမသမီးလေးကလည်းအလိုလိုက်ထားလို့စိုးနေတာဟိုဒါနဲ့ဒီလိုလုပ်တာမနေ့ဖန်သားကြောင်းသွားရင်ကျောင်းပိန်းနာစပိန်ဆိုင်မှာသားစပိန်ကိုအပ်ခဲ့လိုက်နော်ကြားတော့ကိုဒေါ်လေးပေးမယ်ဟုတ်ပြီလားကျောင်းကပြန်มาဝင်ယူပေါ့ကွယ် ဟုတ် ကျေးဇူးတင်ပါတယ်မက်ကလေးကြီးရဲ့ကျမမှလည်းပြင်ပေးစရာမရှိလို့လာခဲ့ရတာပါကျမသားကလေမလိမ်မာတော့ကျမဆုံးမထားပါတယ်နောက်ကိုလေကြာညို့ကိုမစားဘူးကဲမိုးလဲချုပ်ပြီဆိုတော့ကျမတို့ပြန်လိုက်အောင်မယ်နော် ဟုတ်ကဲ့အော်နေမောင်ကြီးဦးတို့ ရှင် ဟိုဟာကိုရောင်နဲ့ကငါးကြီးတစ်ပိတ်တာနဲ့ငါချောင်းနေနေမောင်ကြီးကိုပေးထည့်ပေးလိုက်နော်ဟုတ်ပြီလား ဟုတ်ကဲ့ချစ်ထွေး ရ ခြံဝါးထိလိုက်ပို့ပေးလိုက် ဟုတ်ကဲ့တော့ ကျေးဇူးတင်ပါတယ်မက်ကလေးကြီးသွားလိုက်ပါ ဟုတ်ကဲ့သမီးနောက်ကိုအဲ့လိုမလုပ်အောင်နော်သူများပျက်စီးကြောင်လှုပ်တယ်ဆိုတာကောင်းတဲ့အလုပ်မဟုတ်ဘူးသမီးရဲ့ အမေစပိန်မဲ့ပြင်ပေးလိုက်ရင်ပြီးနေတဲ့ကိစ္စကိုဘာလို့ငပိငါ6တွေပါထပ်ပေးလိုက်တာလဲ ညီကဘာသိလို့တော့ငါပေးတာဘာမှမဖြစ်ဘူးအဲ့ကောင်ကြီးကညီကိုအညှို့ထားပြီးတော့တခုခုလုပ်လိုက်ဘယ်နဲ့လုပ်မလဲအဲ့ဒါကြောင့်ငါလက်ထိုးလိုက်တာ မင်းကလည်းတမိလာလို့ကြည့်ပါလားပြန်လို့မှာပေါ့လူချင်းဘာမှကြောက်စရာမရှိဘူးအကောင် အာဒီကလေးမလေးပြောလေကဲလေစားလို့ဟုတ်စက်တနာကိုရှာကြတယ်ဒီကဲပဲ